င်းပြီးစားရတာရိုးအီနေပြီလားဒီနေ့တော့အမြင်ရောအရသာပါစမ်းသစ်ပြီးစားချင်စပွဲကောင်းတဲ့လိမ္မော်ဒီစားတော့ပွဲကြီးလူစားကြည့်အောင်အရင်ဆုံးခံတွင်းရှင်းသွားအောင်လိမ္မော်ဒီကော်ဖီအေးအေးလေးတောက်ကြမယ်ခွက်ထဲကိုလိမ္မော်ရေလက်ဆက်လောင်းထည့်ရေခဲလေးထည့်ပြီးအပေါ်ကနေ espresso လေးလောင်းထည့်လိုက်ရုံပါပဲခဏစားအတွက်လိမ္မော်ဒီကိုပါလေးပြီး oven ထဲမှာ80 degree နဲ့2နာရီလောက်ကင်ပေးပါပိုချိုချင်ရင်တော့တကြားတဆနဲ့ရေနှစ်ဆအချိုးချဖြောထားတဲ့အရေထဲမှာမိနစ်30လောက်မီအေးအေးနဲ့ပြုတ်ပေးမှပြန်ကင်လုပ်လိုက်ရပါတယ်ရလာတဲ့လိမ္မော်ဒီ6ကျွတ်လေးတွေကိုအရေပြောထားတဲ့ white chocolate နဲ့ dark chocolate ထဲနှစ်လိုက်ရင်စားချင်စပွဲတရေစားလေးရပါပြီအဓိကဟင်းလျအတွက်အမဲသားကိုစက်တုံနီကိုရီးယားငရုတ်နဲ့ဘဲနဲ့ပြာကြီးနန်းစီတို့နဲ့တေချာနေပြီးမိနစ်20လောက်နှုတ်ထားပါပြီးရင်အယောင်ပြောင်းသွားတဲ့အထိတဲအိုးထဲမှာကြော်ပေးပါပြင်ဆင်ဖို့အတွက်ကင်ထားတဲ့ပေါင်မှုပေါ်မှာ rocket အရွက်လိမ္မော်ဒီကွင်းခုနကကြော်ထားတဲ့အမဲသားနဲ့ချက်ဦးစီချက်လေးကိုအစင်စင်တင်ပေးပါအပေါ်ဆုံးကနေထော်ပါချက်ဦးအနေနဲ့တံမြာကြီးလေးဆက်တေးလောက်ထားတဲ့ Hollandaise sauce လေးဆန်းလိုက်ရင်အရသာအရန်ကျွေးသွားတဲ့စင်ဒဝစ်တစ်ခုရပါပြီနောက်ထပ်ပေါ့ပါစင်ဒဝစ်တစ်ခုလုပ်ရအောင်ပေါင်မှုပေါ်မှာ cream cheese ကိုခက်ထူထူလေးတုပ်ပေးပါအပေါ်ကနေလိမ္မော်ဒီစိတ်လေးတွေရဲ့အီတလီဝက်ပေါင်6ရက်ကိုလှလှလေးတင်ပါမယ်ပြီးရင်တော့အခွေမာဒီလေးတွေဖြူပြားရည်လေးဆန်းလိုက်ရင်အချိုအငံအစိမ်အရသာဆုံးတဲ့စင်ဒဝစ်လေးရပါပြီနောက်ဆုံးအနေနဲ့အချိုပဲသဘောမျိုးတောက်ဖို့လာတီးဖြောကြမယ်ဖန်ခွက်တွေမှာလိမ္မော်ဒီအဖက်လေးတွေကိုခက်ချမ်းချမ်းထောင်လိုက်ပါရေခဲထဲနွားနိုးလောင်းထည့်ပြီးအပေါ်ဆုံးကနေကော်ဖီရဲ့ cream ရဲ့တင်လေးလေးလိုအေးနေအောင်ခောက်ထားတဲ့အမြူလေးတင်လိုက်ရင်ဒီနေ့အတွက်ပြီးဆုံးတဲ့လိမ္မော်ဒီစားတော့ပွဲကြီးရပါပြီ